ချက်တယ်နော်အခုမှရောက်လာလို့ sorry ပါနည်းနည်းနောက်ကြပါတယ်ကဲဒီခါကျတော့အခါရဲကြုံပြောထားမယ်နော်အချိန်မှာမမတွေကအရန်ဆိုမယ်နော်ဟိုသူကပြမငုံတို့လာရောက်ပါလားရောက်ကြတဲ့ခေါ်နေရနော်ဟုတ်တယ် okay အမေတချင်းကိုပါရင်ချင်းလေးပါဒီတချင်းလေးနဲ့လာမယ်နှုတ်ဆက်ချပါရင်ရှင်
မနေ့ကလည်းဖျားစီလို့ရပါဘူးဒီချက်တာမစားပါဘူး ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့လောင်မြတ်ဆုတောင်းပေးပါရယ်။မနေ့ကလို့ရှိရင်လည်းအချင်းနည်းနည်းဆိုမယ်။လာအောင်ပါလား။ဒါကြလည်းပြန်တွေ့မယ်နော်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။